သူကကိုယ့်အိမ်ကိုဖြိုပြီးမြေကွက်ကိုကားပါကင်အဖြစ်ပြောင်းပစ်လိုက်တာရွာတရွာလုံးကတော့သူယူသွားပြီဆိုပြီးဝိုင်းရကြတာပေါ့ဒါပေမဲ့လမ်းမကြီးခင်းပြီးသွားတဲ့ခါမှာတော့ဘယ်သူမှမရေနိုင်ကြတော့ဘူးဘာလို့လဲဆိုတော့လွန်ခဲ့တဲ့တလကတင်ရွာသားအလုံးကရော်ချင်းငွေ6သိန်းစီရခဲ့ကြလို့ပဲရွာလူကြီးကိုအမြင်ကက်အောင်လုပ်မိလို့သူ့မိသားစုတစုတည်းပဲစရင်ထဲမှာခြံလက်ခံထားရတာဒါပေမဲ့သူကစိတ်လည်းမဆိုးဘူးညီးတော့မနေဘူးအိမ်ကိုဖြိုပြီးမြေနေရာတစ်ခုလုံးကိုကားပါကင်အဖြစ်ပြောင်းပစ်လိုက်တယ်သူကဒီလောက်တောင်ဝင်ငတ်နေတာလားဒါကငါတို့ရွာလေးမြို့ကြီးပြကြီးမှမဟုတ်တာဘယ်သူကဒီလိုတော့ကောင်ထဲမှာကားပါကင်ခပေးပြီးလာရက်မှာလဲဒီကောင်တော့တကယ်ကိုယူသွားပြီးအစုပ်ပြက်ကိုဖြစ်လို့လူတိုင်းကကျွန်တော်ကိုလှောင်ပြောင်နေကြချိန်မှာကျွန်တော်ကတော့အလုပ်ကိုအေးအေးဆေးဆေးပဲအပြီးတက်လိုက်တယ်ပြီးတော့ကျွန်တော်ရဲ့အကုန်တင်စပေးလေးပေါ်ကနေအတင်းလုပ်ထားတဲ့တစ်သားဆိုင်ပုတ်လေးကိုထုတ်လိုက်တယ်ပါကင်ဝင်ပေါက်မှာအားနဲ့စိုက်လိုက်တာပေါ့ဆိုင်ပုတ်ပေါ်မှာတော့ဆေးနီနဲ့ရေးထားတဲ့မျက်စိကျစရာစာသား2ကြောင်းရှိတယ်ပါကင်တနေရာ90ညအိတ်တရာအဲ့ဒီဆိုင်ပုတ်ကကျွန်တော်ကိုဝိုင်းရနေတဲ့သူတွေကိုပါရိုက်လိုက်တယ်လို့ပဲခဏလောက်ငြိမ်သွားပြီးတဲ့နောက်ပို့ပြီးကျေလောင်ရိုင်းဆိုင်နဲ့ရေတံတွေထွက်ပေါ်လာပြန်တယ်1ရက်50တဲ့လူကိုဓမြတိုက်ပါလားသူတော့တကယ်ကိုယူသွားပြီထင်တယ်နည်းနည်းပပယူတာတော့မဟုတ်ဘူးဝမ်ဟောင်ကအကျယ်ဆုံးရရင်ဆိုင်းပုတ်ကိုသူ့ကင်မရာနဲ့ချိန်လိုက်တယ်ဟိတ်ကောင်နေမြင်လားဒီနေ့ရဲ့အကြီးကျယ်ဆုံးဟာတာပဲထိတ်တန်းကျောင်းသားကအိမ်ဖြတ်ပြီးကားပါကင်လုပ်တယ်1ရက်50တဲ့သူယူသွားပြီလို့မင်းတို့မထင်ဘူးလားဒီလိုလောင်ပြောင်မှုနဲ့အဆက်ခွဲမှုတွေကိုရင်ဆိုင်ရင်ကျွန်တော်ကတော့ထိုင်ကုန်ပူလေးတစ်လုံးယူပြီးကားပါကင်ဝင်ပေါက်မှာပဲထိုင်နေလိုက်တယ်ပြီးတော့တန်ပိုက်ရှည်ကြီးနဲ့လှုပ်ထားတဲ့လက်တွန်းဂိတ်တကားတစ်ခုကိုတက်ဆင်လိုက်တယ်ကြောကိုမတ်ထားပြီးကြောက်ရွံ့တရုပ်လိုတိတ်တိတ်ဆိတ်ဆိတ်ထိုင်နေရင်သူတို့ရဲ့ရိုင်းဆိုင်တဲ့အကြည့်တွေကိုကြက်ကြက်ခံနေလိုက်တယ်သူတို့မျက်လုံးထဲမှာကျွန်တော်ကအယူတယောက်လမ်းဆုံးနေတဲ့တနာစရာကောင်းဆိုတာကျွန်တော်သိတာပေါ့ဒါပေမဲ့သူတို့မသိတာကပွဲကအခုမှစတာပြီးတော့ကျွန်တော်ကတူးရဲသောဒရိုက်တာပဲနောက်တစ်လလုံးကျွန်တော်ကရွာတရွာလုံးအတွက်သင်ခန်းစာပေးတဲ့ဟာသားစကောင်ဖြစ်နေခဲ့တယ်ကျွန်တော်ကားပါကင်ကတော့အားနေလုံးပဲကားဆိုတာဝေလာဝေးချက်တောင်လာဦးမသွားဘူးကျွန်တော်ရဲ့နေ့စဉ်လုံယိုးလုံစင်ကတော့ဝင်းပေါက်ကထိုင်ကုန်ပူလေးပေါ်မှာထိုင်ရှိမှစားပွဲလေးချလက်ဖက်ရည်တစ်ခွက်နဲ့စားအုပ်တစ်အုပ်ဖတ်နေဖို့ပဲနေထွက်ကနေနေဝင်ထိရွာထဲကိုလူတွေအဝင်ထွက်ရှိနေကြတယ်ကျွန်တော်နေရာကိုဖျက်သွားတိုင်းသူတို့ကတမင်အရှိန်လျှော့ပြီးလက်ညှိုးထိုးအတင်းပြောကြတယ်တွေ့လားဟိုကလီချန်လေသူကစာရီအများကြီးဖတ်လွန်းလို့ကြောင်သွားတာအလုပ်ကောင်းကောင်းမလုပ်ပဲတနေ့ကုန်စိတ်ကူးရင်ပြီးထိုင်နေတာတချို့မိဘတွေဆိုရင်စကားနားမထောင်တဲ့ကလေးတွေကိုကျွန်တော်စီဆွဲခေါ်လာပြီးလက်ညှိုးထိုးပြကြတယ်ဟိုမှာကြည့်မင်းသားစာကြိုးစားမလုပ်ရင်အဲ့ဒီလူလိုဖြစ်သွားမယ်အနာဂတ်မရှိတဲ့အတုံးမကျတဲ့လူလေးကျွန်တော်မိဘတွေကတော့ရွာမှာရှက်ရဆုံးလူတွေဖြစ်လာခဲ့တယ်အပြင်းအောင်မထွက်ရဲကြပဲရွာကခိတ္တငါပေးထားတဲ့ရိုးရင်းပျက်စီးနေတဲ့တဲအိုလေးထဲမှာပဲအချိန်ကုန်နေကြရတယ်အမေကကျွန်တော်ကိုနားချဖို့အချိန်ချင်းငိုယိုပြောခဲ့တယ်ချမ်းခေါင်းမမာပါနဲ့တော့နော်ဒီမြေပေါ်မှာအိမ်ပြန်ဆောက်ကြမလားဒါမှမဟုတ်ဟင်းသီးဟင်းရွက်ပဲစိုက်မလားဒါထက်စားရင်ဘာလုပ်ကောင်းပါလဲတားရဲ့မေတောင်းမှန်ပါတယ်အဖေကတော့ဘာမှမပြောပဲတအိမ်လုံးမိကိုတွေအပြည့်နဲ့ဈေးပေါ်တဲ့ secret တွေကိုတလိပ်ပြီးတလိပ်တောက်နေတော့တယ်သူတို့တွေဖီအားကြီးကျယ်ခံရမှန်းကျွန်တော်သိပေမဲ့အဖေမေခဏလေးပဲထပ်ဆောင်ပေးပါအချိန်နီးနေပါပြီလို့ပဲပြောနိုင်ခဲ့တယ်ဒီအတော်အတွင်းမှာရော်ချင်းငွေ6သိန်းရထားတဲ့ရွာသားတွေကတော့ပတ်စံကိုအယူအမှုတုံးနေကြပြီးတညထဲမှာတင်မိသားစုတိုင်းကားအသစ်တွေဝယ်ကြတာတချို့ကပြည်ရင်းဖြစ်ကားပေါ်စားလေးတွေတချို့ကတော့တောင်းကနန်းတန်နဲ့ import ကားတွေကိုဝယ်ကြတယ်ဝန်ဖူကူရဲ့မိသားစုကတော့ပိုတောင်ကြွားသေးတယ်ဝန်ဟောက်အတွက် BMW X5 တစ်စီးဝယ်ပေးပြီးသူကိုယ်တိုင်ကတော့ Audi A6 အပြည့်စုံကိုဝယ်လိုက်တယ်ကားအသစ်တွေများလာတာနဲ့အမျှပြဿနာတွေကလည်းပါလာတော့တာပဲရွာလန်းဟောင်းကချင်းပြီးသားအခုကားအသစ်တွေနဲ့ပြည့်နေတော့လမ်းလျှောက်ဖို့တောင်နေရာမရှိတော့ဘူးကားရက်စရာနေရာမရှိတော့လူတိုင်းကရတဲ့နေရာမှာထိုးရက်ကြတာပေါ့ဒီနေ့တယောက်ကတကားဝကိုပိတ်ရက်တယ်မနှက်ဖြန်ကြတော့နောက်တစ်ယောက်ရဲ့ကားကပို့တိုက်မိတယ်ပါကင်ကိစ္စနဲ့ရံပွဲတွေကပူပူဆိုးလာတယ်ဒါဘာတူကားလဲထဲဆန်းမင်းကငါအိမ်ရှိပိတ်ရက်ထားပြီးငါ့ကိုပြန်អော်နေတာလားခဏလေးရက်တာပဲဘာဖြစ်လဲရွာတရွာလုံးကတော့တိုင်တောတန်တွေနဲ့ရှုပ်ချက်ခတ်နေတာပဲလူတိုင်းကရွာဝင်ပေါက်မှာစောင့်နေတဲ့လမ်းတစ်ကြီးကိုပဲမျှော်လင့်နေကြတယ်အဲ့ဒါကမျိုးရဲ့လမ်းမကြီးစီဓာတ်ရိုက်သွားတဲ့လမ်းလေးခွလမ်းမကျဲကြီးလေးနောက်ဆိုရင်ဒါကကဘာလက်ခီးတဲ့တွေသွားမဲ့လမ်းကြောင်းဖြစ်လာမယ်လို့ပြောကြတယ်ရွာသားတွေကနေတိုင်းလမ်းဖောက်တာကိုသွားကြည့်ရင်လမ်းဖွင့်မဲ့ရက်ကိုမနှက်ဖြန်ထက်မကစောင့်နေကြတယ်လမ်းကတော့မြ мян ဆဆန်ပဲပုံပေါ်လာတယ်ကတရအမဲတွေခင်းတဲ့လမ်းကြောင်းအဖြူတွေဆွဲတယ်လမ်းဘေးကအကာရံတွေနဲ့ငွေအောင်တန်လက်ရမ်းတွေလည်းပြီးသွားပြီးရွာဝင်ပေါက်မှာငကားနဲ့ကြီးတကောင်ဝင့်နေတယ်လို့ပဲခန်းသားထဲဝါပြီးခိမိတဲ့အချိန်ဝါတွေအပြည့်ပဲလမ်းပွင့်သွားတာနဲ့ရွာရဲ့ရင်ကျော်ပိတ်ဆို့မှုပြဿနာပြေလည်သွားပြီးမြို့ကလူတွေလိုသူတို့ကားတွေလွတ်လွတ်လပ်လပ်သွားနိုင်တော့မယ်လို့အားလုံးကယုံကြည်နေကြတယ်လမ်းမဖွင့်ခင်တရက်မှာဝမ်ဟောင်ကသူ့ BMW ကိုကျွန်တော်ရဲ့အားလက်နေတဲ့ကားပါကင်ရှိကနေတမင်တကာဖြတ်မောင်းပြတယ်ထက်ခါပဲသူ့တာယာကလွင့်လာတဲ့ဖုံတွေကကျွန်တော်အပေါ်ဖုံးသွားတာပဲကျွန်တော်ကတော့ခေါင်းတောင်မဖော်ပဲစပဲဆက်ဖက်နေလိုက်တယ်ကျွန်တော်ဘာမှပြန်မလုပ်တာကိုမြင်တော့သူကပြင်းသွားပြီးကားရက်ကခေါင်းပြူထွက်လာတယ်သူ့မျက်နှာကတော့မထီမဲ့မြင်ပြည့်နဲ့လီချန်မင်းဒီမှာငရုံတယောက်လိုထိုင်နေတာတလားရှိပြီးဘယ်လိုခံစားရလဲဟိုမှာကြည့်မနှက်ဖြန်လမ်းပွင့်တော့မယ်အဲ့ဒီကြရင်အားလုံးကကိုယ့်အိမ်ရှိကိုရက်လို့ရပြီးမင်းရဲ့ဒီအမိုက်ပုံကြီးကပိုတောင်အားသွားဦးမယ်ဒါပေမဲ့စိတ်မပူပါနဲ့တငယ်ချင်းဟောင်းတွေမို့လို့မနှက်ဖြန်ကြရင်ငါပထမဆုံးဝင်ပေးမယ်ဟာသူ့ရဲ့ရေတံကကြွားလုံးထုတ်မှုနဲ့အဆက်ခွဲမှုတွေအပြည့်ပဲနောက်ဆုံးတော့ကျွန်တော်ခေါင်းကိုဖြည်းဖြည်းချင်းမော့လိုက်တယ်စာအုပ်ကိုပိတ်ပြီးမောက်မာမှုတွေနဲ့တွတ်လိမ့်နေတဲ့အဲ့ဒီမျက်နှာကိုကြည့်လိုက်တယ်ကျွန်တော်နှာခမ်းထောက်မှာအပြုံးတစ်ခုပေါ်လာတယ်ကျွန်တော်စကားတစ်ခုပဲပြောလိုက်တယ်ကောင်းပြီငါစောင့်နေမယ်အဲ့ဒီညမှာပဲအဖွဲသားတွေကနောက်ဆုံးလမ်းမတ်သားတွေကိုစေးတုပ်ပြီးအတားအဆီးတွေနဲ့စောက်လုပ်ရေးဆိုင်းဘုတ်တွေကိုဖယ်ရှားလိုက်ကြတယ်ကတရလမ်းတစ်ကြီးကအေးဆက်တဲ့လက်ရောက်အောက်မှာမသိနိုင်တဲ့ကဘာစီကိုတွားတဲ့လှုပ်ဝက်လမ်းကြောင်းတစ်ခုလိုအမဲရောင်တောက်နေတယ်ရွာတရွာလုံးကိုတိုက်ခတ်သွားမဲ့မုံတိုင်းတစ်ခုကတိတ်တိတ်ဆိတ်ဆိတ်စတင်နေပြီးကျွန်တော်ကတော့အကွက်တွေအကုန်ချပြီးသားပြိုင်ဘက်ကထောင်ချောက်ထဲလက်လျှောက်ဝင်လာဖို့ပဲစောင့်နေတာနောက်တနေ့မနက်မိုးမလင်းခင်မှာပဲရွာဝင်ပေါက်မှာနားကွဲမတက်ရန်ကွဲတန်တွေပေါက်ကွဲသွားတယ်ဝန်ဖူကူကဝစ်စုံအစ်ကြီးနဲ့ရွာဝင်ပေါက်မှာရက်နေတယ်
လီကြီးရွာရဲ့ပုံမတာရတဲ့ဘဝစီကိုတွားမဲ့လမ်းတစ်ကြီးကိုအခုပဲတရားဝင်ဖွင့်လှစ်လိုက်ပါတယ်ဝင်ပေါက်မှာစောင့်နေတဲ့ကားလမ်းကြီးကအင်ဂျင်တွေကိုတတိုင်းနဲ့နှိုးလိုက်ကြတယ်ရွာသားတွေကတော့သူတို့ရဲ့စိတ်လှုပ်ရှားမှုကိုမဖုံးကွယ်နိုင်ကြဘူးဒါကတကယ်အံ့ဩဖို့ကောင်းတာပဲလမ်းကတော်တော်ကျတာအခုဆိုမြို့ကို10မိနစ်နဲ့ရောက်ပြီးဟိုလမ်းစုပ်ကြီးကိုဘယ်တော့မှပြန်မသွားတော့ဘူးအင်ဂျင်ဟိန်းတန်တွေနဲ့အောင်ပွဲခံတန်တွေကကတရလမ်းတစ်ကြီးပေါ်မှာဟိန်းထွက်နေတယ်သူတို့ပြောတဲ့လောက်လမ်းတစ်ကြီးပေါ်မှာပတ်မောင်းနေကြတယ်ပြီးတော့ကျင်းနဲ့အားရစွာနဲ့ပဲသူတို့ကားတွေကိုအိမ်ပြန်မောင်းလာခဲ့ကြတယ်အဲ့ဒီအချိန်မှာပဲလူတိုင်းဆုံးအသွားခဲ့ရပါတော့တယ်ရုပ်ထွက်လာပါစေဖို့နဲ့ရင်းအန်ရဲ့ကင်းရှင်းဖို့အတွက်ဆိုပြီးအသစ်ဆက်ဆက်ခင်းထားတဲ့ဒီဖန်စီကတရလမ်းမကြီးရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာလူတရက်စာလောက်ရှိတဲ့အလှဆိုင်ပင်တွေနဲ့တန်တန်းတွေအသေးပိတ်ထားတာကိုမြင်လိုက်ရတော့သူတို့တွေထိတ်လန့်တုန်လှုပ်သွားကြတယ်လေဒီလမ်းမကြီးတစ်ခုလုံးမှာရွာရဲ့အဝင်းနဲ့အထွက်ကလွယ်လို့ရွာထဲကဘယ်အိမ်ကိုမှပေါက်တဲ့လမ်းကြားတစ်ခုမှမရှိဘူးပြီးတော့တစ်ခုတည်းသောအထွက်လမ်းကလည်းရွာဝင်ဝမှာပဲရှိနေတာအဲ့ဒီအထွက်လမ်းရဲ့တစ်ဖက်တက်တဲ့မှာကတော့တလားလုံးလုံးလူတွေဝိုင်းလောင်နေကြတဲ့ကျွန်တော်မိသားစုပိုင်ကျယ်ဝန်းတဲ့ကားပါကင်ကွင်းကြီးရှိနေတယ်ဆိုလိုတာကရွာထဲကိုဝင်မဲ့ကားတိုင်းဟာကျွန်တော်နေရာကိုဖျက်သွားရတော့မှာပါဒါပါတွေဖြစ်နေတာလေဘာလို့လမ်းကိုပိတ်ထားတာလဲငါအိမ်ကိုဘယ်လိုပြန်ရမှာလဲငါအိမ်သားမှာကိုယ်စရာလမ်းမမရှိတာဒီလမ်းကိုဘယ်သူဒီဇိုင်းဆွဲတာလဲသူတို့တွေယူနေကြတာလားအတိအကျပဲဟုတ်တယ်အတိပြောတာငါဒါကိုအဆက်ခွဲဖြစ်မယ်ဒါကပြောင်ကြတပြားတိုက်နေတာပဲတချို့လူတွေကတော့မယုံနိုင်ကြသေးဘူးသူတို့ကနိုင်ဝက်လောက်မြင့်တဲ့လမ်းလေကျုံးကိုအတင်းကြုံမောင်းမှုစူးစမ်းကြတယ်အဲ့ဒီနောက်မှာတော့ဒိုင်းဆိုတဲ့အတန်ကျဲကြီးထွက်လာတော့တာပဲကားကောင်းပိုင်းကတော့ကြော်သွားနိုင်ပေမဲ့ကားအောက်ပိုင်းကတော့လမ်းနားတက်မှာတင်းတင်းကြပ်ကြပ်ကိုချိတ်မိသွားတော့တယ်တချို့ကလည်းသူတို့ကားတွေကိုအသစ်ခင်းထားတဲ့လမ်းပေါ်မှာပဲဒီတိုင်းရက်ထားလိုက်ကြတယ်ဒါပေမဲ့သူတို့ကားပေါ်ကတော့မစင်းရသေးခင်မှာပဲမျက်နှာသေးနဲ့ရင်ထင်းရဲနှစ်ယောက်ကရှေ့ကိုရောက်လာခဲ့ပြီးဒီလမ်းတစ်ပေါ်မှာတရားမဝင်ကားမရက်ရပါဖောက်ဖျက်သူတွေကိုဒဏ်ငွေရွယ်200ချမှတ်မယ်ပြီးတော့လိုင်စင်ကနေအမှတ်3မှတ်အဖြတ်ခံရမယ်အဲ့ဒီအေးဆက်ဆက်အတန်ကကားမောင်းသမားတိုင်းရဲ့နားထဲမှာနာရီခေါင်းလောင်းတန်လိုပဲရိုက်ခတ်သွားတယ်နှစ်ရတဲ့သူတို့တွေကတော့လက်သွက်ချေသွက်နဲ့တရားမဝင်ရက်ထားတဲ့ကားတိုင်းကိုတပ်ပုံရိုက်တော့တာပဲခဏလေးတွင်းမှာပဲအဲ့ဒီကျေဝန်းနဲ့လမ်းတစ်ကြီးဟာဇဝေဇဝါဖြစ်နေတဲ့ကားမောင်းသမားတွေနဲ့ပိတ်ဆို့သွားတော့တယ်ဟွန်တီတန်တွေဆဲဆူတန်တွေနဲ့ကားမောင်းသမားတွေနဲ့ရဲတွေကြားကအော်ဟစ်တန်တွေဟာတစ်ခုနဲ့တစ်ခုရောရှက်ပြီးတရမ်းပါတာတွေဖြစ်ကုန်တယ်နှစ်တကူပွဲတော်ထက်တောင်စူညံနေသေးတယ်လာကြားရွာတရွာလုံးဟာပျော်ရွှင်ကြည်နူးရာကနေမျက်စိတမိတ်အတွင်းမှာပဲကမောက်ကမတွေဖြစ်သွားခဲ့ရတယ်လူတိုင်းပြပြတလဲပြေးလွှားနေကြချိန်မှာကျွန်တော်ကတော့ကျွန်တော်ရဲ့ထိုင်ကုန်ပူလေးနဲ့စပွဲအသေးလေးကိုဖြည်းဖြည်းချင်းထုတ်လာခဲ့တယ်ပြီးတော့ကျွန်တော်ကားပါကင်ဝင်ဝါကလက်တွန်းတကားလေးကိုဖွင့်လိုက်ပြီးအပြင်ကရုံရင်းဆန်ခတ်တွေကိုကြည့်ရင်အေးအေးဆေးဆေးပဲလက်ဖက်ရည်တအုပ်ဖြော်လိုက်တယ်လက်ဖက်ရည်နဲ့လေးကလေထဲမှာပြန့်လွင့်နေပြီးအဝေးကစူညံတန်တွေနဲ့ရောရှက်နေတော့တာပေါ့လွန်ခဲ့တဲ့တလကသူတို့တွေကျွန်တော်ကိုယူနေတယ်ဆိုပြီးလှောင်ပြောင်ခဲ့ကြတာအခုတော့သူတို့တွေအပြုံးပြက်နေတာကိုပြန်ကြည့်နေရတဲ့သူကကျွန်တော်ဖြစ်နေပြီးတခါတလေကြတော့လဲဘဝဆိုတာတကယ်ကိုတရားမျှတပါလားလို့ကျွန်တော်ခံစားလိုက်ရတယ်ဒီရုံရင်းဆန်ခတ်တွေကြားထဲမှာဝမ်ဟောက်ရဲ့တောက်ပြောင်တဲ့ BMW ကားကြီးကဒေါသထွက်နေတဲ့နွားလာဥတပါကြီးလိုလူအုပ်ထဲကနေပထမဆုံးထိုးထွက်လာပြီးကျွန်တော်ခြံဝင်းတကားရှိမှဝုန်းခနဲ့ရက်လိုက်တယ်သူမှန်ကိုချလိုက်တော့သူ့ရဲ့ငယ်ရွယ်မျက်နှာဟာဒေါသကြောင့်မြန်းနေပြီးသူ့မျက်လုံးတွေကလည်းမီးတောင်မီးရှန်တွေထွက်တော့မလို့ပဲလီချမ်းဒီအစုပ်ပြက်တကားကိုအမြန်ဖက်ဆန်းငါတို့ကိုပေးဝင်ဆန်းကျွန်တော်ကတော့လက်ဖက်ရည်ခွက်ကိုမလိုက်ပြီးအပေါ်မှာပေါ်လို့ပေါ်နေတဲ့လက်ဖက်6ဖက်လေးတွေကိုဖြည်းဖြည်းချင်းမှုတ်ထုတ်ရင်းတငုံတောက်လိုက်တယ်လက်ဖက်ရည်ပူပူလေးကလည်းချောင်းထဲကနေစီးဆင်းသွားပြီးရင်ထဲကိုနှွေးထွေးသွားစေတယ်ပြီးမှမျက်ခုံးလေးနည်းနည်းပင့်ကြည့်လိုက်ပြီးကျွန်တော်ဘေးကဈေးနှုန်းဆိုင်ပုတ်ကိုလက်ညှိုးထိုးပြလိုက်တယ်အဲ့ဒီဆိုင်ပုတ်ဟာသူတလလုံးလုံးလောင်ပြောင်ခဲ့တဲ့ဆိုင်ပုတ်ပါပဲရတာပေါ့90ပေးဝမ်ဟောက်ကကဘာပေါ်မှာအရေးရဆုံးဟာတာကိုကြားလိုက်ရတယ်လို့မျိုးဒေါသတရားတွေနဲ့អော်ရလိုက်တယ်မင်းအသေးခံချင်နေတာလားငါတို့အခုပဲမင်းရဲ့ဒီအမိုက်ပုံကြီးကိုဖျက်ဆီးပစ်မယ်လို့ယုံလားအေးဒီနေရာတစ်ခုလုံးကိုမြေလံပစ်လိုက်သူ့နောက်ကသွေးကြွနေတဲ့ရွာသားလူငယ်တစုကလည်းလူအုပ်လိုက်ကြီးတိုးဝင်လာကြတယ်လူတိုင်းကသူတို့ရဲ့လက်စစ်တွေကိုချိုးပြီးကျွန်တော်ကိုအခုချက်ချင်းပဲခုံအုပ်တော့မဲ့အတိုင်းရန်လိုတဲ့အမူအရာတွေပြနေကြတယ်ကျွန်တော်ကတော့လက်ဖက်ရည်ခွက်ကိုအသားအရပြန်ချလိုက်ပြီးအိတ်ကက်ထဲကဖုန်းကိုအေးစစ်စစ်ပဲထုတ်လိုက်တယ်ပြီးတော့သူတို့ရှိမှတင်နံပါတ်3လုံးကိုနှိပ်လိုက်တယ်120110ရဲစခန်းနံပါတ်ဟယ်လိုအရာရှိခင်များလာကြားရွာအဝင်ဝမှာစူပူတောင်းကျမ်းမှုဖြစ်နေလို့တိုင်ကြားချင်ပါတယ်လူတစုကပြဿနာရှာနေပြီးရန်ပြုဖို့ကြိုးစားနေကြတယ်ပြီးတော့ကျွန်တော်ရဲ့တရားဝင်ပိုင်ဆိုင်တဲ့လုပ်ငန်းနဲ့နယ်မြေကိုဖျက်ဆီးပစ်မယ်လို့ချိန်ချောက်နေကြပါတယ်ခင်ဗျာကျွန်တော်အတန်ကလူတိုင်းရဲ့နားထဲကိုရှင်းရှင်းလင်းလင်းရောက်သွားတယ်ဝမ်ဟောက်ရဲ့မျက်နှာပေါ်ကမောက်မာမှုတွေဟာချက်ချင်းဆိုသလိုတဝက်လောက်ရောကျသွားတော့တယ်ဟုတ်တာပေါ့သူ့ဖေကရွာလူကြီးဆိုတော့သူရွာထဲမှာပိုကြကျင်တိုင်းကြားလို့ရပေမဲ့ရဲနဲ့တော့တကယ်ရင်မဆိုင်ရဘူးလေစူပူတောင်းကျမ်းမှုသူတပားပိုင်ဆိုင်မှုကိုဖျက်ဆီးမှုဆိုတာတွေကပေါ်သေးသေးအမှုတွေမဟုတ်ဘူးလေသူ့နောက်ကလူငယ်တွေလည်းချက်ချင်းပဲအေးဆက်သွားကြတယ်သူတို့တယောက်ကိုတယောက်ပြန်ကြည့်နေကြပြီးဘယ်သူမှစပြီးအနားမကက်ရဲတော့ဘူးသူတို့တွေအကြက်ရိုက်နေတော့မှပဲရင်ထင်းရဲကားကတစ်ခေါက်ပြန်ရောက်လာပြန်တယ်ဒီတစ်ခါတော့ရဲတွေကလော့စပီကာကိုဖွင့်လိုက်ပြီးအဲ့ဒီအေးဆက်ဆက်အတန်ကြီးကလမ်းမကြီးတစ်ခုလုံးကိုဟိန်းထွက်သွားတယ်တရားမဝင်ရထားတဲ့ကားများအခုချက်ချင်းထွက်ခွာသွားပါမဟုတ်ရင်ခမားတို့ကားတွေကိုဆွဲသွားမှာဖြစ်ပြီးကုန်ကျစရိတ်အားလုံးကိုပိုင်ရှင်ကပေးဆောင်ရပါမယ်အဲ့ဒီတတိပေးချက်ကနောက်ဆုံးလက်ကျန်စစ်ရှိမှုကိုပါဖျက်တောက်လိုက်တယ်လို့ပါပဲကိုဖျားကြီးနောက်ထပ်ဒဏ်ကြေးတိုးပြန်ပြီးကျမဒီမှာရောက်နေတာနိုင်ဝက်တောင်မပြည့်သေးဘူးဒဏ်ကြေး3ခါမိပြီးပြီရွှန်600တောင်ကုန်သွားပြီးငါတို့ဘလို့အသက်ဆက်ရမှာလဲသူမဟာဝမ်ဟောက်တို့နဲ့အတူဆက်မရက်နေနိုင်တော့ဘူးသူမသွားကိုကြိတ်ချီကိုစောင့်ပြီးလူအုပ်ထဲကနေအတင်းတိုးထွက်လာကကျွန်တော်စီကိုပြေးလာခဲ့တယ်ပြီးတော့သူမအိတ်ကက်ထဲကတွန့်ကျင်နေတဲ့90တန်တရွက်ကိုထုတ်ပြီးကျွန်တော်လက်ထဲကိုအတင်းထည့်ပေးလိုက်တယ်လီချမ်းငါမသွားပါတယ်အရင်ကမင်းကိုလောင်ခဲ့မိတာတွေအတွက်တကယ်တောင်းပန်ပါတယ်ငါတောင်းပန်ပါတယ်ငါ့ကိုဒီထဲမှာပေးရပါနော်ဒီလမ်းပေါ်မှာဆက်ထားရင်ရထားတဲ့ရော်ချင်းငွေရွှန်6သိန်းတောင်တန်ကြီးဆောင်တာနဲ့ကုန်တော့မယ်ကျွန်တော်ကတော့ဘာမူရာမှမပြောင်းလဲပဲအဲ့ဒီ90တန်ကိုယူပြီးဘေးကတန်တစ်တာလေးနဲ့ထည့်လိုက်တယ်ပြီးမှမတက်ရက်ပြီးသူမအတွက်လက်တွန်းတကားကိုဖြည်းဖြည်းချင်းမှပေးလိုက်တယ်
သူမရဲ့အနီရောင်ကားလေးဟာလူငင်းချမ်းသာခွင့်ရလိုက်တဲ့ငါးလေးတစ်ကောင်လိုပဲကျွန်တော်ကားပါကင်တဲ့ကိုထိုးဝင်သွားပြီးပထမဆုံးနေရာမှာနေရာယူလိုက်တော့တယ်အဲ့ဒီလို့ရဟာရီရှန်နေတဲ့စေကြီးကိုအပေါက်ဖောက်လိုက်တယ်လို့ဖြစ်သွားခဲ့တယ်ဝမ်ဟောင်းနဲ့သူ့အဖေဝမ်ဖူကွေးတို့ဟာဒီမယုံနိုင်စရာကောင်းပေမဲ့တကယ်ဖြစ်ပျက်နေတဲ့မြင်ကွင်းကိုလူအုပ်အပြင်ဘက်ကနေရက်ကြည့်နေကြရတယ်သူတို့မျက်နှာတွေဟာနေရာကနေအစိမ်းရောင်အစိမ်းကနေဖြူဖြော့ဖြော့နောက်ဆုံးမှာတော့ပြန်နှံ့နှံ့အယောင်တွေပြောင်းကုန်တယ်ဝမ်ဖူကွေးရဲ့အသစ်ဆက်ဆက်ဝစ်စုံကြီးကမနက်ခင်းနေရောင်အောက်မှာကြည့်ရတာတကယ်ကိုတယောစာတစ်ခုလိုပဲသူရှုံးသွားပြီဆိုတာသူသိလိုက်ပြီးသူအမြဲတမ်းအထင်သေးခဲ့တဲ့ဒီလူငယ်လေးကိုသူရှုံးသွားခဲ့ပြီးတော့လုံးဝအုပ်တုံကိုရှုံးနေသွားတာဒါပေမဲ့ဝမ်ဖူကွေးကတော့အရှုံးပေးဖို့အဆင်သင့်မဖြစ်သေးဘူးသူအကုန်ယူဆုံးရာကရွာလူကြီးတယောက်အနေနဲ့သူပိုင်ဆိုင်တဲ့အာဏာပဲအဲ့ဒီညမှာပဲရွာရဲ့လော်စပီကာကနေအတန်တွေဟိမ့်ထွက်လာတယ်အဲ့ဒါကတော့ရိုးအီနေပြီးစိတ်ပြတ်ဖို့ကောင်းတဲ့ဝမ်ဖူကွေးရဲ့အတန်ပါပဲဟန်ဆောင်ဒေါသထွက်နေတဲ့လေတံနဲ့ရွာသားအလုံးကိုအရေးပေါ်အစည်းအဝေးအတွက်ရွာရုံးကိုလာဖို့ခေါ်ယူလိုက်တယ်ဆွေးနွေးစရာအကြောင်းအရာကတခုတည်းပဲအဲ့ဒါကတော့ကျွန်တော်လီချန်ကိုပြစ်တင်ရှုတ်ချဖို့ပဲလီချန်ဒါဘလို့ပြုတ်မှုမျိုးလဲဒါကပြောင်ကြကြငွေညစ်နေတာပဲဒါကတက်တက်သွေးဆုံနေတာသူကတရွာလုံးရဲ့လမ်းကိုပိတ်ပြီးငါတို့ရဲ့သွေးချွေးတွေနဲ့ရင်းထားတဲ့ပတ်စံတွေကိုရှာနေတာသူ့မှာအတိတရားရောရှိသေးရဲ့လားသူကတရွာလုံးကိုဒုက္ခပေးပြီးသူ့ဘာသာသူချမ်းသာအောင်လုပ်နေတာသူကလာကြားရွာအတွက်အရှက်ရစရာပဲလီချန်ပိုင်တဲ့မြေခွက်ကတော့လာကြားရွာကပိုင်တာတရွာလုံးရဲ့လမ်းကိုပိတ်ပြီးသူတယောက်တည်းပတ်စံရှာနေတာကိုငါတို့ဒီတိုင်းကြည့်မနေနိုင်ဘူးသူဟာရွာသားတွေကိုဆွပေးဖို့အတွက်တက်နိုင်သမျှအစွမ်းကုန်စူးစမ်းနေတော့တာပါပဲအောက်ကလူတွေရဲ့တုံ့ပြန်မှုကတော့သူထင်ထားတဲ့လောက်မရှိခဲ့ပါဘူးတရက်တာအတွက်ပေးချေခဲ့တဲ့ရွာသားတွေနဲ့ရေရှည်အတွက်ကားပါကင်ပြင်ဆင်နေသူတွေအားလုံးငြိမ်သက်နေကြပါတယ်နောက်တစ်နေ့မှာကားပါကင်မရမှာဘူးသူတို့ကြောက်နေကြပါတယ်တရက်ကိုတန်ငွေရာနဲ့ချီဆောင်ရမယ့်အပြင်ကားဆွဲခံရမယ့်အနေအကိုသူတို့မခံနိုင်ကြပါဘူးဝမ်ဖူကွေးကတော့စိတ်ပြက်နေပြီးမျက်နှာကပူဆိုးသွားပါတယ်မင်းတို့ငါစကားကိုနားမထောင်ဘူးပေါ့ဒါဆိုရင်စောင့်နေကြမြို့နယ်ကစီးပွားရေးအခွန်နဲ့မြေယာဌာနတွေကိုကျွန်တော်တိုင်ကြားထားတယ်ဒါဟာတရားမဝင်လုပ်ငန်းဖြစ်တယ်အားလုံးပဲမနှက်ဖြန်ဘာဖြစ်မလဲဆိုတာစောင့်ကြည့်ကြတယောက်ယောက်ကဒီနေရာကိုလာပိတ်လိုက်မယ်အဲ့ဒီခါကျရင်သူဘလောက်အထာကျမလဲဆိုတာငါကြည့်မယ်လို့သူကပြောပါတယ်နောက်တစ်နေ့မှာတော့ကြီးမားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်စီးပွားရေးအခွန်နဲ့မြေယာစီမံခန့်ခွဲရေးဌာနတွေရဲ့ကားတွေရွာထဲကိုအပြေးလွှားရောက်လာခဲ့ပါတယ်ရွာသူရွာသားအားလုံးပျော်စရာကြည့်ဖို့အပြင်ကိုထွက်လာကြပြီးအားလုံးကကျွန်တော်ဒီတစ်ခါတော့အဆုံးသတ်သွားပြီလို့ထင်နေကြပါတယ်တရားမဝင်လုပ်ငန်းလို့ပြောထားတယ်လေကြာမခံနိုင်ပါဘူးသူဘလို့အဆုံးသတ်မလဲဆိုတာကိုမြို့တော်ဝင်ကသိချင်နေတယ်လို့သူတို့ကပြောပါတယ်ဝမ်ဟောင်ကလည်းသူ့ဖေဖေးမှာရက်ပြီးလက်ကိုမြောက်ကလည်းပင်ကိုဖျက်တဲ့ပုံစံမျိုးလုပ်ပြနေပြီးနှက်ခမ်းထောင်းတွေမှာရက်စက်မှုတွေအပြည့်နဲ့ပြုံးနေပါတော့တယ်အရာရှိအနှဲငယ်ကားပေါ်ကနေဆင်းလာကြတယ်သူတို့ရဲ့ရှေ့မှာဈေးကွက်ရုံးကဒရိုက်တာကျန်းကဥဆောင်နေပါတယ်သူ့ရဲ့မျက်နှာကတီတင်းနေပြီးကျွန်တော်ကို ID ကပ်ပြတ်လာပါတယ်မင်းတို့ဒီမှာတရားမဝင်ကားပါကင်ဖွင့်ထားတယ်ဆိုတဲ့သတင်းပို့ချက်ရထားတယ်တက်ဆိုင်ရာစာရွက်စာတမ်းတွေကိုပြပေးပါဒီလိုအရာရှိကြီးတွေရဲ့အခြေအနေမျိုးနဲ့ကြုံရပေမဲ့ကျွန်တော်လုံးဝမထိတ်လန့်ခဲ့ပါဘူးကျွန်တော်ဟာတီတီငိမ့်ငိမ့်နဲ့ပဲယာယီတဲ့အိမ်လေးထဲဝင်သွားပြီးအထူးစားစကူဖိုင်တွေတစ်ခုကိုသူ့လက်ထဲကမ်းပေးလိုက်ပါတယ်အခုလိုလာရောက်စစ်ဆေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လူကြီးမင်းတို့ကျွန်တော်ရဲ့လေတံကတည်ငြိမ်ပြီးယဉ်ကျေးနေပါတယ်ဒရိုက်တာကျန်းဟာတန်တရားအပြည့်နဲ့ဖိုင်တွဲကိုဖွင့်ကြည့်လိုက်ပါတယ်အထက်ကစာရွက်စာတမ်းတွေကသူနဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဘက်တွေကိုအံ့ဩသွားစေခဲ့တယ်ပထမဆုံးစာရွက်ကတော့မြေယာအရင်မြစ်ဌာနကထုတ်ပေးထားတဲ့မြေသုံးပြုခွင့်လက်မှတ်ဖြစ်ပါတယ်ဒါဟာကျွန်တော်မိသားစုရဲ့တရားဝင်ပိုင်ဆိုင်တဲ့ချမ်းမြေဖြစ်ကြောင်းရှင်းလင်းစွာဖော်ပြထားပါတယ်ဒုတိယတစ်ခုကတော့ရင်ထိန်အာဏာပိုင်တွေထံမှမှတ်ပုံတင်ထားတဲ့ပုဂ္ဂလိကကားပါကင်လုပ်ငန်းလျှောက်လွှာပုံစံဖြစ်ပါတယ်တတိယတစ်ခုကတော့ပြီးခဲ့တဲ့လကအခွန်ပေးဆောင်ခဲ့တဲ့မှတ်တမ်းနဲ့အတူအခွန်ထမ်းမှတ်ပုံတင်လက်မှတ်ဖြစ်ပါတယ်စတုထတစ်ခုကတော့မိသက်စေဘူးရဲ့စံချိန်စံညွှန်းတွေကိုပါအတိအကျဖော်ပြထားတဲ့မိပေးလုံခြုံရေးထောက်ခံစာဖြစ်ပါတယ်စာရွက်တိုင်းမှာတရားဝင်တစိမ့်တုံးတွေပါရှိပြီးဘဲချက်မှအပြစ်ရှာလို့မရအောင်ပြည့်စုံနေပါတယ်ကျွန်တော်ကတည်ငြိမ်စွာနဲ့ဆက်ပြောလိုက်ပါတယ်လူကြီးမင်းတို့ကျွန်တော်ရဲ့တရားဝင်ချမ်းမြေပေါ်မှာပဲလုပ်ငန်းကိုလုပ်ကိုင်နေတာဖြစ်ပါတယ်စာရွက်စာတမ်းတွေအားလုံးအစုံလင်ရှိပြီးအခွန်တွေကိုလည်းအပြည့်အဝပေးဆောင်ထားပါတယ်ခင်ဗျားတို့ဘဲချိန်မဆိုလာရောက်စစ်ဆေးနိုင်ပါတယ်ဒရိုက်တာကျန်းနဲ့သူ့အဖွဲ့ဟာစာရွက်စာတမ်းအားလုံးကိုတေချာစစ်ဆေးပြီးတဲ့နောက်နေရာကိုပါလိုက်လံကြည့်ရှုခဲ့ပါတယ်ကျွန်တော်ပြောသမျှအားလုံးမှန်ကန်ကြောင်းသူတို့တေချာသွားခဲ့တယ်လုံထုံးလုံနည်းမှာဘာအမှားယွင်းမှမရှိခဲ့ပါဘူးသူတို့အချင်းချင်းအကြည့်ချင်းဖလှယ်လိုက်ကြပြီးသူတို့ရဲ့မျက်နှာသားတွေကအနှဲငယ်တွေဝေသွားဟန်ရှိပါတယ်ဒရိုက်တာကျန်းကစာရွက်တွေကိုကျွန်တော်စီပြန်ပေးလိုက်ပါတယ်သူ့ရဲ့တီတင်းနဲ့မျက်နှာကပြေလျော့သွားပြီးအားပေးတဲ့အမှုအရာတောင်ပေါ်လာပါတယ်လူငယ်လေးမင်းမှာညံလဲရှိသလိုဥပဒေတည်လဲရှိတာပဲမစိုးဘူးဘီယူဆိုင်ပြီးလုပ်ငန်းကိုကောင်းကောင်းလုပ်ပါပြီးတဲ့နောက်သူဟာကားပေါ်တက်ပြီးသူ့လူတွေနဲ့အတူထွက်ခွာသွားပါတော့တယ်တခြားလုံးမှာသူတို့ဟာဝမ်ဖူကွေးကိုတစ်ချက်လေးမှလှည့်မကြည့်ခဲ့ပါဘူးဝမ်ဖူကွေးဟာအယိုးစစ်တွေအကုန်ထုတ်ခံလိုက်ရတဲ့ရုပ်ထုတစ်ခုလိုနေရာမှာပဲကြက်တည်တည်နေခဲ့တယ်သူ့မျက်နှာပေါ်ကမန်ထောင်နေတဲ့အမူအရာဟာအံ့ဩမှုအဖြစ်ပြောင်းသွားပြီးနောက်မှာတော့မွဲချောက်ပြီးအရှုံးပေးလိုက်ရတဲ့အရေးအယောင်တွေဖြစ်သွားပါတော့တယ်သူအလွန်အမင်းယုံကြည်အားကိုးခဲ့တဲ့အာဏာနဲ့စီးမြင့်တွေဟာဒီလူငယ်လေးရဲ့ရှေ့မှာအစအနမကြံအောင်ဖျက်ဆီးသွားခဲ့ပါပြီသူဟာကျွန်တော်ကိုဖြိုချဖို့ကြံစည်ခဲ့ပေမဲ့ရွာသူရွာသားတွေရဲ့ရှေ့မှာကိုအဆက်ခွဲနေတဲ့လူရှင်တော်တယောက်လိုဖြစ်သွားပါတော့တယ်ရွာသူရွာသားတွေကသူ့ရဲ့ပျက်စီးယိုယွင်းမှုကိုမြင်ပြီးသူ့ပေါ်သဘောထားပြောင်းလဲလာကြတယ်သူတို့ရဲ့အကြည့်တွေမှာတန်တရားတွေမယုံကြည်မှုတွေနဲ့မထီမဲ့မြင်ပြုမှုတွေပြည့်နေနေပါတယ်အဲ့ဒီချိန်ကစပြီးဝမ်ဖူကွေးရဲ့ခေတ်ကစတင်ပြိုလဲသွားပါတော့တယ်ကျွန်တော်ရဲ့ကားပါကင်ဟာရွာထဲမှာအလုံးအများဆုံးနေရာတစ်ခုဖြစ်လာခဲ့ပါတယ်နေရာ200လောက်ဟာနေ့တိုင်းပြည့်ကျက်နေပါတယ်ဝင်ပေါက်နာကတက်တုငွေပုံလေးထဲမှာတရက်ကိုယွန်း1000လောက်အထိဝင်လာနိုင်ပါတယ်ငွေရှာတဲ့အမြန်နှုန်းကလူတိုင်းရဲ့ခံမှန်းချက်ထက်ကျော်လွန်နေပါတယ်အခုတော့စီးမြင့်တွေကိုကျွန်တော်ပဲချမှတ်နိုင်ပါပြီပထမဆုံးဝင်လာတဲ့ငွေတွေနဲ့ကားတစ်စီးဝယ်တာမျိုးကိုအတွက်ဖြုံးတိတာမျိုးမလုပ်ခဲ့ပါဘူးအဲ့ဒီအစားကျွန်တော်မိဘတွေကိုမြို့ပေါ်ကအကောင်းဆုံးအိမ်ယာစီမံကိန်းစီခေါ်သွားပြီး3တန်းတွဲတိုက်ခန်းတစ်ခုကိုငွေသားအပြည့်နဲ့ဝယ်ပေးခဲ့ပါတယ်ကျွန်တော်ကအမေလက်ထဲကိုရွှေတစိမ့်တုံးပါတဲ့အယောင်းဝယ်စာချုပ်ကိုထည့်ပေးလိုက်တဲ့အခါသူဟာစာရွက်တွေကိုကင်ပြီးကလေးတစ်ယောက်လိုငိုကြွေးခဲ့ပါတယ်အဖေရဲ့မျက်လုံးတွေလည်းနီးရဲလာခဲ့တယ်
သူကစာချုပ်ပေါ်ကကျွန်တော်ရဲ့လက်မှတ်ကိုအကြိမ်ကြိမ်ပုတ်တက်ရင်တားချန်ငါသားလိမ့်ပါလေမင်းအမေနဲ့ငါလည်းဆင်းရဲဒုက္ခခံစရာမလိုတော့ဘူးလို့တူရေရွတ်နေပါတယ်သူတို့ရဲ့တသက်တာအိမ်မက်ကိုကျွန်တော်ကလွယ်လွယ်ကူကူနဲ့ဖြည့်ဆည်းပေးနိုင်ခဲ့တာပါတလအတွင်းမှာပဲရွာသူရွာသားတွေရဲ့သဘောထားကပြောင်းလဲသွားပါတော့တယ်ကြည်စံဘလောက်တောင်ဝါကြွားနေလဲမကြခင်ပြဿနာတအုံးမှာပါလို့ပြောကြတာပါတင်မှာသူတို့လေးစားရလောက်တဲ့အစွမ်းစားရှိလာတဲ့အခါသူတို့ဟာတင့်စီကိုအပေါ်ရန်ဆန်တဲ့ကျင်နာမှုတွေကန့်လန့်လာကြပါလိမ့်မယ်ဝန်ဟောင်ဦးဆောင်တဲ့ကောင်းမသူအ ਨੇ စုကတော့ကျွန်တော်ရှိမှာခေါင်းကုန်းမဲ့စာနေတိုင်းအချိန်ပိုပေးပြီးကီလိုမီတာဝေးတဲ့ကွင်းပြင်မှာကားသွားရက်ပြီးလမ်းလျှောက်လာဖို့ကိုပဲရွေးချယ်ခဲ့ကြပါတယ်ကားပါကင်နာကဖြတ်သွားတိုင်းသူတို့ရဲ့အကြည့်တွေကကျွန်တော်ကိုအရှင်လက်လက်ဝါစားတော့မလို့ဖြစ်နေကြပါတယ်ဒါပေမဲ့လူအများစုကတော့လက်တွေ့ဘဝကိုအရှုံးပေးခဲ့ကြတယ်သူတို့ဟာနေတိုင်းအချိန်မှန်ငွေပေးချေခဲ့ကြပါတယ်ဘော့ချန်ဒါတွေကကုချန်ကထွက်တာပိုးသက်စေးမပါဘူးနီးစမ်းကြည့်ပါဦးကျေးဇူးတင်ပါတယ်ဦးလေးချန်ဘော့ချန်ဒါတွေကကြက်တုံမြင့်နဲ့ကြက်ဥတန်ပေါင်တွေပူလုံးလေးစားလိုက်ပါဦးအကူညီနဲ့ကျေးဇူးတရားတွေကတော့အကုန်ကြအများဆုံးဖြစ်လာပါတော့တယ်တစ်ချိန်ကကျွန်တော်ကိုအဆဲဆိုးဆုံးဖြစ်တဲ့တတိယတော်ကတော့လူတစ်ယောက်ကိုလှုပ်ပြီးကျွန်တော်စီချင်းကပ်ခိုင်းပါတယ်ဘော့ချန်ချန်မီတာစုကရှောင်းထန်ကမြို့ပေါ်မှာအထက်တန်းကျောင်းတက်နေတယ်အရန်ချောတယ်သူကဘော့ချန်နဲ့ယဉ်နီးကျင်လို့တဲ့သူကငယ်သေးတယ်အလုတ်ကန်ကပိုအရေးကြီးတယ်တတိယတော်ကိုကျေးဇူးတင်တယ်လို့ပြောပေးလိုက်ပါအဲ့ဒီအချိန်မှာလူတဘာဝရဲ့အကျိုးမြတ်ကိုလိုချင်မှုနဲ့ဆုံးရှုံးရမှာကိုကြောက်ရွံ့မှုတို့ကအထင်ရှားပေါ်လွင်နေပါတယ်ဒါပေမဲ့ကျွန်တော်စိတ်မရရင်ခဲ့ပါဘူးကျွန်တော်တို့ရဲ့အခက်အခဲအချိန်မှာမကန်ထုတ်ခဲ့တဲ့မိသားစုတွေအတွက်နဲ့ကျွန်တော်တို့အတွက်စကားကောင်းလေးတစ်ခုနှစ်ခုပြောပေးခဲ့တဲ့သူတွေအတွက်ဆုံးဖြတ်ချက်တစ်ခုကိုကြီးညာလိုက်ပါတယ်ကျွန်တော်မိသားစုအထီးကျန်နေချိန်မှာဘေးအိမ်ကဦးလေးလူလိုမျိုးဘသူကကောင်းခဲ့လဲဘသူကမကောင်းခဲ့လဲဆိုတာကျွန်တော်မှတ်ထားပါတယ်အဲ့ဒီဆုံးဖြတ်ချက်ကတော့တိတ်ဆိတ်နေတဲ့ရေအိုင်ထဲကိုကြောက်ခဲတစ်လုံးပစ်ချလိုက်တယ်လို့ရွာထဲမှာကြီးမားတဲ့လှုပ်ခတ်မှုဖြစ်စေခဲ့ပါတယ်ကျေးဇူးတင်ပါတယ်ဘော့ချန်ငါဘာလို့သူ့ကိုသွားဆဲမိပါလဲငါရဲ့ဒီမိုင်းမဲတဲ့ပါဇက်ကိုဘာလို့မထိန်နိုင်ခဲ့တာလဲဒီလောက်ဆိုရင်တစ်နှစ်ကိုငွေအများကြီးတက်တာနိုင်မှာငါအရန်မျက်စိကန်းခဲ့တာပဲကျွန်တော်ဟာအကျိုးမြတ်ဆိုတဲ့ရိုးရှင်းတဲ့ကရိယာကိုတုံးပြီးရွာသူရွာသားတွေရဲ့စူးစီးမှုကိုအလွယ်တကူခွဲထုတ်နိုင်ခဲ့ပါတယ်သူတို့ရဲ့မျက်နှာနှစ်ခုနဲ့အမူအရာတွေကိုကြည့်ရင်ဘာခံစားချက်မှမရှိခဲ့ပါဘူးကျွန်တော်ဟာအမှန်တရားတစ်ခုကိုပို့ပြီးနက်နက်နဲနဲနားလည်လာခဲ့ပါတယ်ဒီကဘာပေါ်မှာအစွမ်းအစကသာလျှင်အမှန်တရားဖြစ်ပါတယ်တင်အားနဲ့နေတဲ့အခါလူဆိုးအများစုဝိုင်းရံခံရပါလိမ့်မယ်တင်အစွမ်းအစရှိပြီးသူတို့လေးစားရလောက်တဲ့အဆင့်ရောက်သွားတဲ့အခါသူတို့ဟာတင့်စီကိုအချောင်သမားဆန်တဲ့ကျင်နာမှုတွေပြတ်တက်လာကြပါလိမ့်မယ်ရွာသူရွာသားတွေသာကားပါကင်ကိုအသားကျသွားရင်ကျွန်တော်ရဲ့ကားပါကင်လုပ်ငန်းကပုံမှန်အတိုင်းလဲပတ်သွားမယ်လို့ကျွန်တော်ထင်ခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာအရာအလုံးကအရန်တိတ်ဆိတ်နေခဲ့ပါတယ်အဲ့ဒီလိုနဲ့သတင်းပတ်ကုံရက်တစ်ခုမှာတော့ကျွန်တော်မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာခဲ့ပါတော့တယ်မြို့ပြင်ကနံပါတ်ပြားတွေတက်ထားတဲ့ခီးတဲ့တင်ဘတ်စကားများစွာဟာတစီးပြီးတစီးရောက်လာကြပါတယ်ကျွန်တော်ဟာကားပါကင်ဝင်ပေါက်မှာရက်လိုက်ပါတယ်ကားသမားကသူ့ကောင်းကိုပြူထွက်ပြီးအော်ဟစ်မင်းမြန်းလာပါတယ်ဘော့စကားပါကင်ကဘယ်လောက်လဲနေရာကြံသေးလားအဲ့ဒီကြမှာကျွန်တော်အတန်းဖော်ရဲ့စီမံကိန်းစာရွက်စာတမ်းထဲမှာပြောခဲ့တဲ့အချက်ကိုရုတ်တရက်တတိယသွားပါတယ်ဒီလမ်းတစ်ကြီးကရွာအတွက်အဆင်ပြေစေဖို့တက်တက်မဟုတ်ပါဘူးပိုအရေးကြီးတာကတော့မြို့ပေါ်ကအတစ်တိဆောက်ထားတဲ့ကြီးမားတဲ့စိတ်မြေဥယျာဉ်နဲ့ချိတ်ဆက်ထားတာဖြစ်ပြီးကျွန်တော်တို့ရဲ့လီကြားရွာကခီးသွားလမ်းကြောင်းပေါ်မှာမဖြစ်မနေဖြစ်တန်းရမည်ရနာရနေရအပြင်အရေးကြီးဆုံးအနားယူရနေရတစ်ခုလည်းဖြစ်နေပါတယ်အဲ့ဒါကြောင့်ဒီလိုဖြစ်နေတာကိုဒါကကံကောင်းတာမဟုတ်ပါဘူးစီမံကိန်းကြောင့်ဖြစ်ပါတယ်ရွာအတွက်ပဲရည်ရွယ်ထားတဲ့ကားပါကင်လေးတစ်ခုဟာရုတ်တရက်လူအုပ်ကြီးနဲ့ပြည့်ကျက်သွားခဲ့ပါတော့တယ်ဒီနေရာကဘာလို့ဒီလောက်ဆိုးရွားနေတာလဲကားပါကင်တဲကိုတောင်ဝင်လို့မရပါလားစီးပွားရေးခွင့်လန်းရောက်လာပြီးကျွန်တော်တဲလေးတွေကနေကြိုတင်ပြင်ဆင်ထားတဲ့ဈေးနှုန်းစည်းရင်းအစ်စ်ကိုထုတ်လိုက်တယ်စည်းရင်းအစ်စ်မှာအမျိုးအစား၃မျိုးခွဲထားတယ်ရွာသားများအတွက်တရက်ယွမ်90နှစ်နယ်ဝေးကားများအတွက်တရက်ယွမ်100 3ဘတ်ကားကြီးများအတွက်တရက်ယွမ်300ဈေးနှုန်းတွေနှစ်ဆတက်သွားပေမဲ့လည်းနေရာရှိရင်ပေးမယ်နှစ်ဆတောင်ပေးမယ်ဆိုတဲ့သူတွေနဲ့စီကားနေတာပဲကျွန်တော်ပုံမမြင့်မားတဲ့ဝန်ဆောင်မှုကိုချက်ချင်းစတင်လိုက်တယ်ဖုန်းကိုတုံးပြီး QR ကုတ်နဲ့ငွေပေးချေမှုစနစ်ကိုဝင်ပေါက်မှာကတ်လိုက်တယ်။ online ကနေကြိုတင်ပို့ကင်လို့ရင်ယွမ်20ထပ်ပေးရမယ်ကျွန်တော်ရဲ့ကားပါကင်ဟာတမျိုးစမ်းပြီးအင်တာနက်ပေါ်မှာနာမည်ကြီးလာတဲ့ထူးခြားတဲ့နေရာတစ်ခုဖြစ်လာတာပေါ့။ပြီးသွားတွေကကားရက်ပြီးတာနဲ့ကျွန်တော်ရဲ့ဆိုင်ဘုတ်ကိုလာကြည့်ကြတယ်။ဒါကအမိုက်ဆုံးကားပါကင်ပဲပိုင်ရှင်ကစီးပွားရေးပါရမီရှင်ပဲတရက်ဝင်ငွေဟာယွမ်3သိန်းကျော်သွားပြီးဒီပမာဏဟာရွာသားတွေရခဲ့တဲ့ရော်ချင်းငွေရဲ့တဝက်လောက်ရှိတယ်။ရွာသားတွေဟာတောင်းလို့ပုံနေတဲ့ငွေသားတွေကိုကြည့်ပြီးမျက်လုံးတွေမြင်းမြန်းကကြောင်အံ့ဖြစ်နေကြတယ်။မနာလိုမှုအံ့ဩမှုနဲ့နောင်တရမှုတွေရောပြောနေတဲ့သူတို့မျက်နှာတွေကိုကြည့်ရတာရှုပ်ထွေးလာတယ်။ဒါပေမဲ့သူတို့ဘာမှမလုပ်နိုင်ပါဘူးကျွန်တော်ရတဲ့ပတ်စံနဲ့ကားပါကင်ကိုအမြန်ဆုံးအဆင့်မြင့်လိုက်တယ်။ရိုးရိုးကားပါကင်လေးကနေဖြစ်မိပြီးထိရောက်တဲ့စီးပွားရေးဆက်ရန်နေရာကြီးတစ်ခုဖြစ်လာခဲ့ပြီးကျွန်တော်ရဲ့စီးပွားရေးမြေပုံဟာလည်းရွာလေးတွေကကနေပိုကျဲတဲ့ကဘာစီကိုချက်ထွင်လာပြီးတလကျော်ပဲရှိသေးတယ်အစကရခဲ့တဲ့ရော်ချင်းငွေ6သိန်းဆိုတာအခုပြန်ကြည့်ရင်ဟာတာတစ်ခုလိုတင်းငယ်လွန်းနေပြီးကျွန်တော်ပတ်စံတွေအများကြီးရတာကိုမြင်တော့ဝန်ဖူးခွေးတယောက်ယူမတက်ဖြစ်နေပြီသူ့ရဲ့တေးတိမ်လာတဲ့အာနာကိုကျွန်တော်ကနေရာမှာကတ်ထားလိုက်တယ်လို့ပဲသူ့အထင်အမြင်အသေးဆုံးလူငယ်လေးဟာရွာတရွာလုံးရဲ့စီးပွားရေးအသက်သွေးကြောကိုလက်ဝဲကြီးအုပ်ထားတာသူကြည့်နေရတယ်မနာလိုမှုနဲ့မကျေနပ်မှုတွေဟာငွေစိုးတကောင်လိုသူ့ဝိညာဉ်ကိုကိုက်ခဲနေတယ်သူကျွန်တော်ကိုအတူခိုးဖို့ဆုံးဖြတ်လိုက်တယ်ရွာဆောင်ကရွှွန့်နုံတွေမျက်ပင်တွေပေါက်နေတဲ့မြေလွတ်တစ်ခုမှာရွာသူရွာသားတွေကိုအစည်းအဝေးခေါ်ပြီးအစုရှယ်ရထည့်ခိုင်းတယ်ရွာပိုင်ကားပါကင်စောက်ကြဆိုပိုကြီးပြီးပိုကောင်းရမယ်အကျိုးမြတ်အားလုံးကရွာသားတွေပဲရမှာသူတယောက်တည်းချမ်းသာနေတာကိုကြည့်မနေကြနဲ့အားလုံးစုပေါင်းပြီးကိုယ့်အိတ်ထဲပတ်စံဝင်အောင်လုပ်ကြစို့သူဟာစင်ပေါ်ကနေအော်ဟစ်နေပေမဲ့ဒီတစ်ခါတော့ရွာသားတွေကအရင်လိုမျက်စိမိတ်မယုံကြတော့ဘူးဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကြောင့်သူ့ရဲ့ဂုဏ်သတင်းကအေးခဲမက်ကိုရောက်နေပြီးတော့အဲ့ဒီမြေကလမ်းမကြီးကနေ1ကီလိုမီတာကျော်ဝေးတဲ့အပြင်လေကွင်းတွေချားနေတော့ကားတွေဝင်ဖို့မလွယ်ဘူးလမ်းဖောက်ဖို့ဆိုတာကလည်းအကုန်ကြရမ်းများတယ်သူ့ရဲ့ဆွေမျိုးတချို့နဲ့လူယုံအနေငယ်ပဲပတ်စံထည့်ကြတယ်ဝန်ဖူးကွေးကသူ့ပတ်စံတွေအကုန်ပုံအော်ပြီးဆွေမျိုးတွေစီကနေလဲထက်ချေးကအတင်းအကျပ်လှုပ်ဆလိုက်တယ်ရလက်ကတော့လမ်းတစ်ဝက်ပဲပြီးသေးတယ်ပတ်စံတွေကုန်သွားပြီ
အဲ့ဒီနေရာဟာလေတိုက်ရင်တလွတ်လွတ်နဲ့ကြမ်းရစ်တဲ့အဆုံးမတတ်နိုင်တဲ့စီမံကိန်းကြီးဖြစ်သွားခဲ့ပြီးဒါပေမဲ့ဝမ်ဖူကွေအရှုံးမပေးသေးဘူးသူလူတွေကိုဥဆောင်ပြီးလမ်းတရဲ့အစမှာခီးသွွားကားတွေကိုတားဆီးဖို့ကြိုးစားတယ်ရှေ့ကိုမသွားနဲ့အဲ့ဒါကပုဂ္ဂလိကပိုင်မှုဈေးကြီးတယ်ငါတို့စီမှာရွာပိုင်ကားပါကင်ရှိတယ်ဈေးတဝက်ကိုတက်တာတယ်ဒါပေမဲ့အခုခီးသွွားတွေကလဲကြတယ်ဝန်ဟောင်တို့ရဲ့ပုံစံကရန်လိုနေတယ်လို့ဖြစ်နေပြီးနောက်ကလမ်းကလည်းပွက်တွေနဲ့ပျက်စီးနေတော့ဘယ်သူမှမယုံကြဘူးခင်ဗျားတို့ကျွန်တော်အချိန်မျိုးကိုဘယ်လောက်ဖြုံးနေပြီလဲသိလားတချို့စိတ်တူတဲ့ဧည့်သည်တွေကရဲကိုဖုံးဆက်တိုင်တော့တာပဲရဲတွေရောက်လာပြီးဝန်ဟောင်တို့ဖွဲ့ကိုပြင်းပြင်းထန်ထန်တတိပေးကမှတ်ပုံတင်တွေမှတ်သားသွားတယ်ဝန်ဖူကွေရဲ့အကြံစီဟာကျွန်တော်စီးပွားရေးကိုမထိခိုက်တဲ့အပြင်သူ့ကိုယ်သူတစ်မျိုးလုံးရှိမှဟာတာဖြစ်အောင်လုပ်လိုက်တယ်လို့ပဲဖြစ်သွားတယ်နောက်ဆုံးတော့သူမျောလင်းချက်ကြီးစွာထားခဲ့တဲ့ရွာပိုင်ကားပါကင်ဟာစွန့်ပစ်မြေကြီးဖြစ်သွားခဲ့ရပြီးအဲ့ဒီတဝက်တစ်ပြက်လမ်းဟောင်းကြီးဟာသူ့အတွက်တော့အရှက်ရစရာအထိမ်းအမှတ်ကြောက်စာတိုင်ကြီးတစ်ခုလိုပါပဲသူ့ရဲ့နိုင်ငံရေးလမ်းကြောင်းလည်းအဆုံးသတ်သွားပြီးမကြခင်မှာပဲသတင်းတစ်ခုထွက်လာတယ်စီကန်ထိန်သိမ်းရေးကော်မတီကသူ့ကိုအဂတိလိုက်စားမှုရန်ပုံငွေအလွဲသုံးစားမှုတွေနဲ့စတင်စစ်ဆေးတော့မယ်တဲ့ကျွန်တော်ရဲ့အမြင်နဲ့လုံနိုင်စွမ်းကိုသူလိုက်မမီတာကသူ့ကိုပို့ပြီးအယုတ်ဆိုးကြီးတန်းစေခဲ့တယ်ကျွန်တော်ခင်မိပြီးအဲကုန်းပါတဲ့ရုံးခန်းထဲမှာထိုင်ရင်ဆာဗီလီယန်ကင်မရာကနေတဆင့်စွန့်ပစ်ခံအဆောက်အုံကြားမှာလမ်းလျှောက်နေတဲ့သူ့ရဲ့အရေးကိုကြည့်နေမိတယ်ကျွန်တော်စိတ်ထဲမှာဝမ်းသာတာမျိုးမရှိပါဘူးတနာယုံပဲရှိတယ်လူတစ်ယောက်ရဲ့အတွေးခေါ်ကပဲအဲ့ဒီလူရဲ့အဆုံးသက်ကိုဆုံးဖြတ်သွားတာပဲစိန်လန်းဥယျာဉ်ကပုံနာမည်ကြီးလာတော့ကျွန်တော်ကားပါကင်လေးကမလောက်တော့ဘူးရင်ကြောပိတ်ဆို့မှုတွေဖြစ်လာတယ်တနေ့မှာတော့အနက်ရောင်ကားအကောင်းစားလေးတွေကျွန်တော်ကိတ်ရှိမှလာရက်တယ်ကားပေါ်ကဆင်းလာတာကတော့မြို့နယ်အုပ်ချုပ်ရေးမှုနဲ့ပို့ဆောင်ရေးဌာနကခေါင်းဆောင်တွေပဲဝမ်ဖူကွေတယောက်တူတိုင်ထားတာတွေထိရောက်ပြီးအမှတ်နဲ့ဝမ်းသာအားရပြေးထွက်လာတယ်ကျွန်တော်ဒုက္ခရောက်တာကိုကြည့်ကျင်နေတာပေါ့ဒါပေမဲ့ဖြစ်ပျက်သွားတဲ့အခြေအနေကသူ့ကိုမိုးကြိုးပစ်လိုက်တယ်လို့ပဲအုပ်ချုပ်ရေးမှုကသူ့ကိုလှည့်တောင်မကြည့်ပဲကျွန်တော်စီတန်တန်မတ်မတ်လာပြီးလက်ဆွဲနှုတ်ဆက်တယ်မင်းကစိတ်တက်ခိုင်မာတဲ့ရဲဘော်လေးဖြစ်ရမယ်တကယ်ကိုအံ့ဩဖို့ကောင်းတဲ့စီးပွားရေးသမားလေးပဲမင်းကငါတို့ရဲ့ခက်ခဲတဲ့ပြဿနာကိုကူညီဖြေရှင်းပေးခဲ့တာအစိုးရကစိန်လန်းဥယျာဉ်နာကဒီရွာလေးမှာစားတောက်ဆိုင်ကားပါကင်အနားယူစခန်းနဲ့ဒေတာထွက်ကုန်အယောင်းဆိုင်တွေပါဝင်တဲ့ဗတ်စုံကြီးသွားဝန်ဆောင်မှု area တစ်ခုစောက်ဖို့စီစဉ်ထားတာသူတို့နေရာအနှံ့စစ်ဆေးပြီးတဲ့အခါကျွန်တော်ရဲ့ကားပါကင်နေရာဟာအကောင်းဆုံးနဲ့အစားထိုးလို့မရတဲ့ရွှေတုံးကြီးဖြစ်နေတာကိုတွေ့သွားကြတာပဲငါတို့ဒီကိုလာတာမင်းရဲ့နေရာကိုချိတ်ပိတ်ဖို့မဟုတ်ဘူးမင်းနဲ့ပူပေါင်းဖို့လာတာမင်းမှာရွေးချယ်စရာတစ်ခုရှိတယ်တဲ့အချက်အစိုးရကမြေနဲ့ကားပါကင်ကိုရွံသိန်းနေရနဲ့အပြက်ဝယ်မယ်နှစ်အချက်မင်းကမြေနဲ့နီးပညာကိုအစုရှယ်ယာအဖြစ်ထည့်ဝင်ပြီးဒီစီမံကိန်းရဲ့40%ကိုပိုင်ဆိုင်ခွင့်ယူကာစီမံခန့်ခွဲမှုမှာပါဝင်မယ်ရွံသိန်းနေရနဲ့ရှယ်ယာ40%ဒီကိန်းကနန်းတွေဟာဘုံနှလုံးလိုပဲကောင်းကင်မှာပောက်ကွဲသွားတယ်ရွာသားတွေဟာပါဆက်အဟောင်းသားနဲ့ကျွန်တော်ကိုနတ်ဖျားတစ်ပါးလိုကြည့်နေကြတယ်ဝမ်ဖူကွေရဲ့မျက်နှာမှာသွေးမရှိတော့တယ်လို့ဖြူကျော့သွားပြီးခြေထောက်တွေမခိုင်တော့ပဲမြေကြီးပေါ်ကိုခွေကျသွားတော့တယ်ကျွန်တော်ခဏစဉ်းစားပြီးအုပ်ချုပ်ရေးမှုကိုရဲရဲဝံ့ပြောလိုက်တယ်ကျွန်တော်အော်ပရှင်ကိုရွေးပါတယ်ဒါပေမဲ့ကျွန်တော်မှာအခြေအနေတစ်ခုတော့ရှိတယ်ကျွန်တော်သတင်းကရွာထဲမှာခဏချင်းပဲပြန်သွားတယ်အယူလို့ခေါ်ခံရတဲ့ကောင်လေးကအခုတော့တထေးကြီးဖြစ်တော့မယ်တဲ့ကျွန်တော်ရဲ့အခြေအနေကတော့ဒီဝန်ဆောင်မှု area မှာအလောက်ခန့်တဲ့အခါကျွန်တော်တို့ရွာသားတွေကိုပဲဦးစားပေးခန့်အပ်ရမယ်ဆိုတာပါပဲဒီစကားကြောင့်ကျွန်တော်ဟာရွာသားအလုံးရဲ့ကျေးဇူးရှင်ဖြစ်သွားခဲ့တယ်တစ်ဖက်မှာလည်းဝမ်ဖူကွေဟာအဂတိလိုက်စားမှုတွေနဲ့အဖမ်းခံလိုက်ရတယ်သူအနည်းဆုံးထောင်ဒဏ်15နှစ်ကြာနိုင်တယ်ဝမ်မီသားစုရဲ့ကောင်းကင်ကြီးပြိုကျသွားခဲ့ပြီးနောက်တနေ့မှာတော့ကျွန်တော်ရဲ့မျိုးတွေကအိမ်ရှိမှာရွာသားတွေတန်းစီပြီးလာတောင်းပန်ကြတယ်ကျွန်တော်အိမ်ကိုဆဲခဲ့တဲ့သူတွေတောင်ကြက်နှကောင်ကိုအနီရောင်ကျိုးနဲ့ချီပြီးလာကြတော့ကြတယ်အဖေနဲ့အမေဟာဂုံယူဝင်းကြွားစွာပြုံးနေတာကိုပထမဆုံးအကြိမ်တွေ့လိုက်ရတယ်အဖေကကျွန်တော်ပခုံးကိုပုတ်ပြီးသားကအဖေထက်များကြီးတော်တယ်လို့ချီးကျူးတယ်ဒီစကားကရွံသိန်း200ထက်ပိုတန်ဖိုးရှိပါတယ်တန်းစီနေတဲ့လူတွေရဲ့အဆုံးမှာဝမ်ဟောင်ကိုတွေ့လိုက်ရတယ်အရင်ကမမာနာတွေမရှိတော့ဘူးရှက်အင်ဂျီအဟောင်းလေးနဲ့ကောင်းကုန်ပြီးရက်နေရှာတယ်ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်အဖေကခံထိုက်လို့ခံရတာပါကျွန်တော်ကိုအလုပ်လေးတစ်ခုပဲပေးပါစားဖို့အတွက်ပါအရင်က BMW ကားကိုစတိုင်ကြကြမောင်းခဲ့တဲ့သူ့ကိုကြည့်ပြီးကျွန်တော်ဘာအာဃာတမှမထားတော့ဘူးဝန်ဆောင်မှု area ပြီးသွားရင်မိလာနဲ့ကားပါကင်တန်ရှင်းရေးဝန်ထမ်းတွေလိုဦးမယ်မင်းလုံနိုင်ရင်မနှက်ပြန်လာတွေ့ပါသူကျွန်တော်ကိုကျေးဇူးတင်လို့အချိန်ချင်းဥညွတ်သွားတယ်ကျွန်တော်သူ့ကိုနောက်ထပ်လည်းမကြည့်တော့ဘူးကျွန်တော်ရဲ့လက်စားချေမှုကသူ့ကိုနင်းချေဖို့မဟုတ်ဘူးသူဘယ်တော့မှမရောက်နိုင်တဲ့အမြင့်တစ်ခုမှာကျွန်တော်ရက်နေတာကိုပြလိုက်တာပဲတနည်းအကြာမှာတော့ခင်မီလာတဲ့ခီးသွွားဝန်ဆောင်မှု area ကြီးဟာတောင်ပေါ်မှာပေါ်ပေါက်လာခဲ့ပြီးကျွန်တော်ဟာ40%ရှယ်ယာရှင်တထေးကြီးဖြစ်လာခဲ့တယ်ရွာကလူငယ်တွေလည်းအပြင်မှာပင်ပင်ပန်းပန်းအလုပ်လုပ်เสียရမလို့တော့ပဲဒီမှာပဲအလုပ်ရကြတယ်ကျွန်တော်ရတဲ့အမျက်ငွေတွေနဲ့ရွာရဲ့အခြေခံအဆောက်အအုံတွေကိုပြင်ဆင်ပေးတယ်ကလေးစားကွင်းတွေစောက်ပေးတယ်ပညာသင်ဆုတွေပေးတယ်ဝမ်ဟောင်ကတော့အခုထိတက်ရှင်းရေးဝန်ထမ်းအဖြစ်အပြာရောင်ယူနီဖောင်းလေးဝတ်ပြီးကြိုးကြိုးစားစားလုပ်နေတော့မယ်ကျွန်တော်မိဘတွေလည်းမြို့ကအိမ်မှာမနေချင်တာနဲ့ရွာမှာအကောင်းဆုံးအိမ်ကြီးစောက်ပေးပြီးပြန်ခေါ်လာခဲ့တယ်ကျွန်တော်ဝန်ဆောင်မှု area ရဲ့အပေါ်ဆုံးကနေရွာတစ်ကြီးကိုလှမ်းကြည့်နေမိတယ်နေရောင်ကြီးကအရန်ကိုနှွေးထွေးနေတယ်ကျွန်တော်အတိတ်ကအာဃာတတွေကိုမတည်ဆောင်တော့ဘူးဆုံးဖြတ်လိုက်တယ်စစ်မှန်တဲ့အင်အားဆိုတာလက်စားချေတာမဟုတ်ဘူးအရာအလုံးရဲ့အထက်ကိုရောက်အောင်သွားနိုင်တာပဲဖြစ်တယ်ကျွန်တော်ရဲ့ဘဝတင်နဲ့ကျွန်တော်တို့ရွာလေးရဲ့ဘဝတစ်ကအခုမှစတင်တာပါ